လူသားတွေရဲ့သမိုင်းကြောင်းမှာစိုက်ပျိုးရေးတိုးတက်လာတာနဲ့အမျှအစောဆုံးထွက်ပေါ်လာတဲ့ဖျော်ရည်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဘီယာပါ။ဒီနေ့မှာတော့ရိုးရှင်းတဲ့မူရောစပန်နံလေးတွေကနေရွှေရောင်အမြုပ်တစီစီနဲ့ဘီယာတစ်ခွက်ဘယ်လိုဖြစ်လာလဲဆိုတာကိုလေ့လာကြည့်ရအောင်။ပထမဆုံးအဆင့်ကတော့မော်တင်လို့ခေါ်တဲ့အညောင်ဖောက်ခြင်းပါ။မူရောစပါးတွေကိုရေစိမ်ပြီးအညောင်ဖောက်လိုက်တဲ့အခါစပါးစီထဲမှာရှိတဲ့ကစီဓာတ်တွေဟာတကြားဓာတ်တွေဖြစ်ပြောင်းလဲဖို့အင်ဇိုင်းတွေထွက်လာပါတယ်။ဒုတိယအဆင့်ကတော့မတ်ရှင်းပါကြိတ်ထားတဲ့မူရောစပါးတွေကိုရေနွေးပူပူမှာစိမ်လိုက်တဲ့အခါတကြားဓာတ်တွေပျော်ဝင်နေတဲ့အချိုရည်ကြီးဝေါ့ကိုရရှိလာပါတယ်ဒီအရေးကိုစူပွားအောင်ထပ်ချက်တဲ့အခါမှာတော့ဘီယာရဲ့ဝိညာဉ်လို့ခေါ်တဲ့ဟော့ပန်းလေးတွေကိုထည့်ရပါတယ်သူကဘီယာကိုခါတက်တဲ့အရသာနဲ့မှုေးပြန့်တဲ့ရနံ့ကိုပေးပါတယ်နောက်တစ်ဆင့်ကတော့ fermentation ပါအချိုရည်တွေကိုရေတစေးတွေထည့်လိုက်တဲ့အခါတစေးတွေကတကြားကိုစားသုံးပြီးအယ်ကိုဟောနဲ့ကာဗွန်ဒိုင်အောက်ဆိုက်အမြုပ်လေးတွေဖြစ်ပြောင်းလဲပေးလိုက်ပါတယ်နောက်ဆုံးမှာတော့ဘီယာကိုအနားပေးပြီးအနေထိုင်စေတဲ့ maturation အဆင့်ကိုဖြတ်ကျော်ရပါတယ်အရသာတွေတမသွားပြီးဆိုမှပလင်းသွတ်ကြတာပါဒါကတော့ရိုးရှင်းတဲ့ပါဝင်ပစ္စည်း၄မျိုးကနေကဘာကျော်ဖြိုရည်တစ်ခုဖြစ်လာပုံပဲဖြစ်ပါတယ်နောက်ထပ်ဘူးတုဒအသစ်တွေသိရဖို့အတွက် How is Made မြန်မာကို follow ထားဖို့မမေ့နဲ့အောင်နော်